တဘာဝတရားရဲ့အံ့ဖွယ်ရာတွေတဲကတစ်ခုဖြစ်တဲ့ပင်လယ်လိပ်ကလေးတွေရဲ့ရှင်သန်ရေးခရီးကိုကြည့်ရှုခံစားကြရအောင်ပါတာကတော့တဲတောင်ပြင်ကနေပင်လယ်ပြင်စီကိုဥတီနေတဲ့လိပ်ကလေးတစ်ကောင်ရဲ့ကြမ်းတမ်းတဲ့ဘဝခရီးကိုပုံဖော်ထားတာဖြစ်ပါတယ်။နှွေးထွေးတဲ့တဲပြင်အောက်ကနေရာနဲ့ချီတဲ့လိပ်ကလေးလေးတွေဟာသူတို့ရဲ့အတိုက်ကနေတပြိုင်နက်တည်းထွက်ပေါ်လာကြပါတယ်။အရွယ်အစားအဖြစ်9 စင်တီမီတာခန့်သာရှိကြတဲ့ဒီလိပ်ကလေးတွေဟာပင်လယ်ထဲကိုရောက်ဖို့အတွက်မီတာ100လောက်ရှိတဲ့တဲတောင်ပြင်ကိုဖျက်ကျော်ရပါမယ်။ဒါဟာသူတို့ဘဝရဲ့ပထမဆုံးနဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါပဲဒီဇလန်းမှာတော့လိပ်မလေးတစ်ကောင်ရဲ့ခရီးကိုအဓိကထားပြီးလိုက်ပါကြည့်ရှုသွားမှာပါသူမဟာတခြားလိပ်တွေထက်နောက်ကျပြီးမှအတိုက်ထဲကထွက်လာခဲ့ပေမဲ့သူမရဲ့ရှင်တန်လိုစိတ်ကတော့ပြင်းပြနေပါတယ်တဲတောင်ပြင်ပေါ်မှာလိပ်ကလေးတွေပြေးလွှားနေချိန်မှာကောင်းကင်ရံကနေအနီရယ်တွေကချောင်းမြောင်းနေပါတယ်နှုတ်သီးဝါလင်းယုံငှက်တွေနဲ့ကြီးကန်းတွေဟာသူတို့ကိုဖမ်းဆီးစားတောက်ဖို့စောင့်နေကြပါတယ်ဒီလိုအနီရယ်တွေကြားကနေလွတ်မြောက်ဖို့ဆိုတာလိပ်ကလေးတွေအတွက်မလွယ်ကူလာပါဘူးအဓိကဇက်ကောင်လိမ့်မလေးဟာတဲတောင်ပြင်ပေါ်မှာအပြေးလွှားသွားနေရင်မမျောလင့်ပဲတဲကနန်းတကောင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ကနန်းကသူမကိုတွင်းထဲဆွဲသွင်းဖို့ကြိုးစားခဲ့ပေမဲ့သူမဟာအစွမ်းကုန်ရုန်းကန်ပြီးကံကောင်းထောက်မစွာနဲ့လွတ်မြောက်နိုင်ခဲ့ပါတယ်။ဒီလိုအသက်ဘေးအန္တရာယ်ကနေလွတ်မြောက်ပြီးနောက်သူမဟာပင်လယ်စီကိုဆက်လက်ဦးတည်ခဲ့ပါတယ်။နောက်ဆုံးတော့လိမ့်မလေးဟာပင်လယ်ရေလိုင်းတွေစီကိုရောက်ရှိသွားခဲ့ပါပြီ။ဒါပေမဲ့ရေထဲမှာလည်းအန်နီရကမကင်းသေးပါဘူး။ကောင်းကင်ကနေလင်းယုံတကောင်ကသူ့ကိုရေထဲကနေထိုးတုပ်ဖို့ကြိုးစားခဲ့ပေမဲ့သူဟာအချိန်မီရေအောက်ကိုငုပ်ရှိုးပြီးလွတ်မြောက်သွားခဲ့ပါတယ်။ပင်လယ်လိပ်သားပေါက်အကောင်1000မှာတကောင်လုံးလောက်သာအရွယ်ရောက်တဲ့အထိအသက်ရှင်တန်နိုင်ကြမှာပါ။အကယ်၍အသက်ရှင်ခဲ့ရင်တော့နှစ်ပေါင်း80လောက်အထိအသက်ရှင်နိုင်ပါတယ်။ဒီလိပ်မလေးဟာလည်းဒီလိုခက်ခဲကြမ်းတမ်းတဲ့ဘဝခရီးကိုဖျက်ကျော်ပြီးကျေပြောလာတဲ့သမုဒ္ဒရာကြီးရဲ့ကိုလွတ်လပ်စွာကူးခတ်သွားနိုင်ခဲ့ပါပြီ။ဒါဟာရှင်တန်မှုအတွက်ခက်ခဲတဲ့တိုက်ပွဲတစ်ခုကိုဖော်ပြထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။